အာကာကတက္ကသိုလ်ကကျောင်းဆရာတယောက်ပါပညာတတ်ပေမဲ့စောတော့မရှိပါဘူးတန်းထဲမှာသူ့ကိုသဘောကျနေတဲ့ DC ဆိုတဲ့ကျောင်းသူလေးတယောက်ရှိပါတယ်ဒါပေမဲ့ DC ကသူ့အတွက်တပိတ်တယောက်တည်းမပို့ပါဘူးတက္ကသိုလ်မှာပဲသူသဘောကျနေတဲ့ကောင်မလေးတယောက်ရှိပါတယ်ဒါပေမဲ့ကောင်မလေးရဲ့ဖုန်းနံပါတ်ချက်လက်တွေဘာမှမသိတာရဲ့ဘယ်ကစပြောရမယ်ဆိုတာမသိတာကြောင့်တိတ်တိတ်လေးပဲချစ်နေခဲ့ရတယ်ဒီလိုနဲ့6လလောက်ကြိတ်ပုံးချစ်နေပြီးတရက်မှာတော့တငယ်ချင်းတွေကိုညီနဲ့ဖွင့်ပြလိုက်တာကောင်မလေးကအိမ်တော်တယ်မဲသိလိုက်ရတယ်ဒီလိုနဲ့အာကာတယောက်မရှိတဲ့တတိတွေပါပျောက်သွားခဲ့ပါပြီနောက်ရဲ့ဖျားချောင်းသွားရင်အရန်ချော်အရန်လာတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်တငယ်ချင်းတွေကိုတော့ပြောတော့အိမ်တော်ရှိမရှိအရင်မေးဖို့တိုက်တော့နေသူလည်းကောင်မလေးနဲ့သွားပြီးယောက်ျားနဲ့ခလေးရှိမရှိစမ်းသပ်ကြည့်တယ်။ကောင်မလေးကသူပြောတာကိုမကြားသလိုမျိုးနားကနေထထွက်သွားတယ်။နောက်နေ့ရက်လောက်နေတော့ညီမဖြစ်သူမင်္ဂလာပွဲအတွက်အိမ်ကိုပြန်လာဖို့အဖေကလှမ်းကြောက်ကြတယ်။အိမ်ပြန်ဖို့ကားလက်မဖြတ်ပြီးကားပေါ်ရောက်တော့ခုံနံပါတ်ရှာပြီးဝင်ထိုင်နေလိုက်တယ်။အဲ့ဒီချိန်မှာပဲကားပေါ်ကိုဟိုနေ့ကဖျားเจ้าမှာတွေ့လိုက်တဲ့ကောင်မလေးတက်လာတယ်။အာကာတယောက်ကောင်မလေးကသူ့ဘေးမှာလာထိုင်ပါစေလို့ရှိသမျှဖျားစားတွေရွတ်ပြီးဆွတောင်းတယ်။အာကာဆွတောင်းပြပြီးကောင်မလေးကသူ့ဘေးမှာလာထိုင်နေ။သူလည်းအာရဝန္တာနဲ့ကြံခဲ့တဲ့တငယ်ချင်းတွေစီကောင်မလေးနဲ့တူထိုင်ရကြောင်လှမ်းပြီးတော့အကြောင်းကြတယ်။တငယ်ချင်းတွေကစကားပြောဖို့ကြံပေးတာကြောင့်စကားစားရှာတယ်။အကြာကြီးစဉ်းစားပြီးတဲ့နောက်နာမည်သွားမိတယ်။ကောင်မလေးကသူ့ကိုလာဖို့နေမှန်းသိလို့နှကြက်တက်ပြီးတချင်းသားထောင်နေတယ်သူလည်းဘော်ဒါတွေကိုဖုံးပြန်ဆက်ပြီးကောင်မလေးကမလွဲကြောင်းပြောပြတယ်ဟိုကောင်လေးကကောင်မလေးစိတ်ဝင်စားတဲ့ဟာကိုရှာပြီးလိုက်လို့ကြည့်ဖို့ကြံမိတယ်ကောင်မလေးဟာရှေ့ဘက်ကောင်ကခလေးကိုမြုပ်နေတာတွေ့လို့သူပါခလေးကိုလိုက်မြုပ်တယ်ကောင်မလေးနဲ့တုန်းကခလေးကရီမောနေပေမဲ့သူ့လက်ကြတော့ငိုချပါတော့တယ်ခလေးကိုတိတ်အောင်ပြန်ချော့လိုက်ရတဲ့ပြင်ခလေးကိုခေါ်ပြီးတိတ်ပါတိတ်လိုက်ရတယ်ခလေးမေစီပြန်ပို့လိုက်တော့ကောင်မလေးကခလေးဘယ်နှယောက်ရှိလဲမေးလာလို့မျိုးတွေထဲမှာထူးချွန်ဆုံးစာတက်ပေတဲ့လူပြိုဖြစ်ကြောင်းကိုကုံဖော်တယ်ဒီလိုနဲ့ကားကစားတော့ဆိုင်ဝင်ပြီးခီးတထောင်တာတယ်ဆိုင်ထဲဝင်တော့ကောင်မလေးကသူ့စီလာပြီးအိမ်သာလောက်ကပြက်နေပြီးအိမ်သာရှိမှလည်းယောက်ျားလေးတွေတောင်းနေကြလို့သူ့ကိုဖော်လိုက်ပေးဖို့ကိုကြီးတောင်းတယ်အာကလည်းကိုကြီးပေးလိုက်ပြီးဖြေရသွားတယ်လို့ရုပ်ကြီးနဲ့ပြုံးဖိနေတယ်ကားကဆက်ထွက်တော့ကောင်မလေးအိမ်နေတာကိုဘေးကနေတစိမ့်စိမ့်ကြည့်ပြီးလိုက်လာတယ်အဲ့ဒီချိန်မှာပဲနောက်ဆုံးကောင်မထိုင်တဲ့ဖွားကြီးရောက်လာပြီးခါနာနေလို့နေရာလဲပေးခိုင်းတယ်သူလည်းလဲမပေးချင်ပေမဲ့အဲ့ဒီချိန်မှာပဲကောင်မလေးနိုးလာတာကြောင့်ဖွားအုပ်ကိုသူ့ထိုင်ကောင်မှာအတင်းထိုင်ခိုင်းရတယ်အာကစိတ်ထဲမှာတော့ဖွားကြီးကိုမြတ်တာတွေပုတ်တနေဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူ့စီကိုကောင်မလေးပါလိုက်လာတယ်အဖွားကဟောက်လို့သူပါတူတူထိုင်ခွင့်တောင်းတာနဲ့ပျော်ပျော်ကြီးလက်ခံလိုက်ပါပြီနောက်ဆုံးကောင်မလေးကလှည့်အိပ်ပြီးလိုက်လာတာကိုဘော်ဒါရီစီလမ်းပြောတော့ကောင်မလေးကိုဖတ်နှံဖို့ဝိုင်းပြီးတော့ကြံပေးကြတယ်မလို့သိမှုဆိုတာသိပေမဲ့ကောင်မလေးနဲ့တူဆယ်ဖီလေးတော့ဆွဲကျင်နေတယ်တိုက်တိုက်ဆိုင်ဆိုင်ကားကစလိုးတောင်းကိုဖြတ်တဲ့အချိန်မှာကောင်မလေးကိုနမ်းမိသွားပြီးလက်ကလည်းဓာတ်ပုံရိုက်မိသွားတယ်ကောင်မလေးကနိုးလာတော့သူ့ကိုလက်ဝါးစာကျွေးပစ်ပြီးတဲ့နောက်ငိုယိုပြီးသူ့ကိုစီဖုံးဆက်တိုင်နေတမင်လောက်တာမဟုတ်ကြောင်ရှင်းပြပေမဲ့ကောင်မလေးကသူ့ကိုခွင့်ရင်းသမားလို့နာမည်တက်နေပါပြီအဲ့ဒီချိန်မှာပဲအာကတငယ်ချင်းစီကဖုံးဝင်လာပြီးမီးလောင်ရလေးပေးမဲ့စကားတွေကြီးပြောပြနေအာကတော့ကောင်မလေးရဲ့ကိုကအမှုန့်ကျပြစ်မယ်လို့ပြောနေတာကြောင့်ဂိတ်ကိုမြောက်ခင်စိတ်မဲ့လို့ပေမဲ့ကောင်မလေးကသူ့လက်ကိုရှေ့ကခုံနဲ့တွဲပြီးကြိုးကြည့်ထားတယ်။မနေ့ရောက်တော့ကားရဲ့ချင်းကားပေါ်တက်ရှာပေမဲ့ညီမပြစ်သူကိုပဲတွေ့လိုက်ရတယ်။နောက်ဘူးကောင်ကလမ်းမတင်ကားမခွဲပြီးထွက်ပြေးသွားပါပြီ။အာကတယောက်ထုတ်ကလေးဆွဲပြီးအင်ကိုသာပြန်လာပေမဲ့ရင်ထဲမှာတော့ကားပေါ်ကကောင်မလေးရဲ့ကိုကသူ့ကိုဘယ်တော့လာတတ်မလဲဆိုပြီးတွေးပူနေမိတယ်။အာကာဖေကတာဖြစ်သူကိုအာကာမရဲ့တတူတာချမ်းမြေနဲ့မိတ်ဆက်ပြီးတယ်ချမ်းမြေကဘလို့ပြန်လာလဲဆိုတာမေးရင်မြန်ရင်သူညမနဲ့အတူပြန်လာတယ်ဆိုတာရိပ်မိပြီးအာကာကိုအပြတ်ရှင်မလုပ်တယ်ချမ်းမြေဖေရောအာကာဖေကပါဝင်တားလိုက်လို့ပြဿနာကငြိမ်းသွားတာပါအဲ့ဒီချိန်မှာပဲချမ်းမြေညမချစ်သေးရောက်လာပြီးသူ့ကိုဆွဲကြိုးလာဆွဲပြီးတယ်ချစ်သေးကိုမြင်တော့တခုခုပြောလိုက်မှကြောက်ပေမဲ့ချစ်သေးကဘာမှထုတ်မပြောပါဘူးလူရှင်တော်ဘာမှထုတ်မပြောလို့ကျေးဇူးသွားတင်တဲ့အခါချစ်သေးကနောက်တစ်ခါမိန်းကလေးတွေနာကတ်တာတွေ့ရင်အက်ဆစ်နဲ့ပတ်မယ်လို့ချိန်ချောက်တယ်မိန်းကလေးတွေကိုစကားပြောဖို့တောင်တတိမရှိတဲ့အာကာတယောက်အခုဆိုရင်မျက်လုံးနဲ့တောင်မကြည့်ရတော့ပါဘူးနှစ်ဖက်မိဘတွေကမင်္ဂလာပွဲရဲ့တတ်မှတ်ပြီးခန်းနာအတွက်လိုအပ်တာတွေဝယ်ဖို့အာကာနဲ့ချစ်သေးကိုတာဝန်ပေးတယ်ဒီစီကအာကာကြိုက်တဲ့ပုံစံဝင်လာပြီးသူ့မွေးနေ့ပွဲကိုဖိတ်ပေမဲ့ညှင်းလိုက်တယ်အဲ့ဒီချိန်မှာပဲချစ်သေးစီကဖုံးဝင်လာပြီးမနေ့ပြန်ကြရင်လိုအပ်တာတော့ဝယ်ကြဖို့ခေါ်တယ်နောက်နေ့ဝေစားလဲပြီးပြင်သွားမယ်လို့တော့တငယ်ချင်းကတားချင်းထိမိပြီးအချစ်မိဘတွေထွက်လာအောင်ဆိုင်ကယ်ယူသွားခိုင်းတယ်နှစ်ယောက်သာဆိုင်ကယ်တစ်စီးနဲ့တူနေပူထဲမှာဖိတ်စာဝေးအထက်သွားရေးပြီးလက်ဝက်လက်စားတွေသွားဝယ်တယ်အချိန်3ရက်မှာဆိုင်ကယ်စီပြက်လို့တွန်းရတာကတရက်အုတ်ထုပ်မဆောင်လို့ဆိုင်ကယ်အသိခံရတာကတရက်နဲ့အချစ်မိဘတွေထွက်မလာပဲဒေါသမိဘတွေပဲထွက်လာပါတော့တယ်ဆိုင်ကယ်အသိခံလိုက်ရတော့တငယ်ချင်းကိုကားလက်မှာပြီးကားနဲ့ဆက်သွားတယ်ဒါကိုမြင်တဲ့ချစ်သေးကကားရှိရဲ့သားနဲ့အသားယူခြင်းလို့ဆိုင်ကယ်နဲ့လာတာလို့တွေ့တယ်ချစ်သေးပိုက်စားလို့ကားခဏရက်ပြီးညစာဆင်းဝယ်တယ်အဲ့ဒီချိန်မှာပဲဒီစီပို့တဲ့ဗီဒီယိုကိုဆက်စုပြီးဖွင့်ကြည့်တယ်ဗီဒီယိုထဲမှာတော့ဒီစီကသူပါဝဲဝဲမကြိုက်ဘူးပြောတဲ့ဆရာကိုဘာမှမဝဲပဲအင်ကြီးချွတ်ပြတဲ့ဗီဒီယိုဖြစ်နေတယ်ဒါကိုမြင်လိုက်တော့မှချစ်သေးရဲ့အာကာပေါ်မြင်ကပို့ပြီးတော့ဆိုးရွားသွားပါပြီအာကာကိုဒီအကြောင်းပြောတော့သူများဖုန်းကိုယူကင်တာကမကောင်းတဲ့ကျင့်ဖြစ်ကြောင်းဆုံးမနေပေမဲ့ဗီဒီယိုကိုမြင်တော့သူပါလန့်သွားတယ်နှစ်ယောက်သားခြေတင်ပြောကြရင်အာကာကစိတ်ဆိုးပြီးချစ်သေးကိုကားပေါ်ကနှင်ချတယ်အဲ့ဒီချိန်ရောက်ဖတ်ချမ်းမြေကသူညီမကိုတားယူသွားတဲ့ကောင်ကိုရှာတွေ့ပြီဆိုလို့သူအဲ့ဒီကိုလာမယ်ဆိုတဲ့အကြောင်းဖုန်းလန့်ဆက်တယ်ကြောက်နေတဲ့အာကာကချစ်သေးစီသွားပြီးသူ့ကိုကူညီခိုင်းတယ်နောက်နေ့အာကာနဲ့ချစ်သေးဟာရဲစခန်းကခေါ်လို့သွားရတဲ့ပြင်ချစ်သေးကိုနိုင်ကျစ်သွားတယ်ဆိုတဲ့လူကိုနှိပ်စက်နေကြတယ်တရက်တော့အာကာကဒီစီတို့အိမ်ကိုသွားပြီးဒီစီလုံးရနဲ့ပတ်သက်လို့မေဖြစ်သူကိုပြောပြမိတယ်ဒီစီကိုလည်းကိုတန်ဖိုးထားဖို့နဲ့ဒီလိုလုံးရနောက်မလို့ဖို့ဆုံးပါတယ်ဒါကိုချစ်သေးသိတော့အာကာကိုအရန်လေးစားပြီးသဘောကျသွားမိတယ်နောက်ရက်မှာချစ်သေးရဲ့ဖေဆေးုံတက်ရတာကြောင့်သမီးဖြစ်သူကိုအိမ်တော်ချပေးသွားခြင်းနဲ့အကြောင်းသိတတ်သည့်အာကာနဲ့ပေးစားဖို့ကမ်းလှမ်းမိမဲ့အာကာကညင်တယ်ချစ်သေးစိတ်မကောင်းဖြစ်သွားသလိုသမီးသားစုလုံးကလည်းအာကာကိုမကြည်တော့ပါဘူးသူတို့ကနောက်ထပ်သတို့သားလောင်းတယောက်ကို
ကိုရှာလိုက်တယ်မင်္ဂလာဆောင်ကန်နေ့ပါပဲချစ်သေးဘွားကအာကာကိုပြောဆိုနေတာတွေ့တော့တတို့သားလောင်းကချစ်သေးတို့တမိသားစုလုံးကိုအချောင်သမားမိသားစုလို့ထင်နေတော့အာကာတကယ်ချင်းတွေကပါမီးလောင်ရာလေပင်ကြတယ်အဲ့ဒီချိန်မှာပဲအာကာကချစ်သေးကိုနမ်းမိတာသူပါလို့ချမ်းမြစ်ကိုဖွင့်ပြောတယ်ချမ်းမြစ်ကဒီအကြောင်းကိုချစ်သေးပြောပြလို့သူသိပြီးဆိုတဲ့အကြောင်းပြန်ပြောတယ်ချစ်သေးကအာကာကိုဘာမှမလုပ်ဖို့အတွက်တောင်းပန်ထားကြောင်းမှပြောပြတယ်နောက်နေ့မင်္ဂလာဆောင်မှာတော့အာကာကခက်တီတီနဲ့စင်မော်တက်လာပြီးချမ်းမြစ်ချက်တော့ကိုဖက်ပြီးတော့တောင်းပန်တယ်ချစ်သေးရဲ့မတော်လိုက်ရတဲ့တတို့သားလောင်းကမကျေနပ်လို့ရဲစခန်းမှာအမှုတော်ဖွင့်နေတဲ့ချိန်ချစ်သေးကအာကာနဲ့မင်္ဂလာဆောင်လိုက်ပါတော့တယ်ဇလန်းလေးကတော့ပြီးပါပြီစော်မရှိတဲ့အဘိကောင်လေးတွေလည်းသဘောကျတဲ့သူနဲ့တွေ့ရင်ဖက်နှံပြီးဆက်ပြီးဆွဲလိုက်ကြပါပါကြိုသားနိုင်ရရှိပေမဲ့အနည်းဆုံးတော့မသိခင်ပြုတ်ပေးမှုသွားမှာဖြစ်ပါတယ်အစုံတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်